သမီးနဲ့အင်ချမ်းမီအကြောင်းမျှဝေကြမယ်အစီအစဉ်မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ကတော့ Union House မြန်မာအခမဲ့အင်ချမ်းမီ website ကုမ္ပဏီရဲ့ဒါရိုက်တာဖြစ်ပါတယ်။ဒါဆိုဝင်တဦးကိုဖြစ်ဖြစ်တငယ်ချင်းတယောက်ကိုဖြစ်ဖြစ်ကျွန်တော်ကတော့ SP ထုတ်လိုက်ပြီး GB ရပြီလို့ပြောတာကြားဘူးကြမှာပါ။အင်ချမ်းမီလောကမှာမကြာခဏကြားရတတ်တဲ့စကားလုံးနှစ်ခုရှိပါတယ်။အဲ့ဒါကတော့ SP GB ပါ။ဒါပေမဲ့ဒီနှစ်ခုကဘာလဲဘာအတွက်အသုံးပြုကြတာလဲဆိုတာကိုမသိသူတွေများပါတယ်။ဒီဗီဒီယိုလေးကတော့ SP အကြောင်းရှင်းရှင်းလင်းလင်းပြောပေးမဲ့ဗီဒီယိုဖြစ်ပါတယ်။နောက်ဗီဒီယိုမှာတော့ GB အကြောင်းကိုရှင်းရှင်းလင်းလင်းကျွန်တော်ထပ်ပြောပါမယ်ခင်ဗျ။ SP ဆိုတာကတော့ Special Power မြန်မာလိုဆိုရင်အထူးကိုယ်စားလှယ်လွှဲစာလို့ပြောလို့ရပါတယ်။ဒီ SP ကတတ်မှတ်ထားတဲ့တခုရီသောကိစ္စအတွက်ပဲလုပ်လို့ရပါတယ်။ဥပမာချန်တချန်ဝယ်ရောင်းလုပ်ဖို့အတွက်ကားတစ်စီးဝယ်ရောင်းလုပ်ဖို့အတွက်မူလားပိုင်ရှင်ကအထူးကိုယ်စားလှယ်ပေးတာမျိုးပေါ့ဗျာဒီလို SP ထုတ်လိုက်ရင်လက်ခံသူကိုယ်စားလှယ်ကအခြားကိစ္စအတွက်လုံးဝအသုံးပြုလို့မရပါဘူးဒါကြောင့် SP ဆိုတာအကန့်အသတ်နဲ့အသုံးပြုလို့ရတဲ့စာတမ်းသို့မဟုတ်အထူးကိုယ်စားလှယ်လွှဲစာပဲဖြစ်ပါတယ် SP ထုတ်ပေးသူကသူ့ရဲ့ SP ကိုနောက်တစ်ယောက်ကိုထပ်လွှဲပေးလို့မရပါဘူးမွေးပိုင်ရှင်ကသာထုတ်ပေးမှရတာပါဒါဆိုရင်တော့မိတ်ဆွေအတွက်အကျိုးတစ်စုံတရာရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အင်ချမ်းမီအကြောင်းတစ်စုံတစ်ခုသိချင်တာရှိရင်ဒီဗီဒီယိုရဲ့ comment အောက်မှာရေးခဲ့ပါအောင်နော်စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းတွေပြည့်စုံပါစေလို့ Union House မြန်မာမှာဆုတောင်းပေးပါတယ်